SME လုပ်ငန်းရှင်တွေအနေနဲ့ကျွန်တော်တို့ဒီအဆုံးမြတ်စင်းကိုကြည့်တဲ့အခါမှာဘယ်အချက်တွေကိုအဓိကထားပြီးကြည့်ရမလဲဒီနေ့တော့ကျွန်တော်တို့ဒီ SME လုပ်ငန်းရှင်တွေအဆုံးမြတ်စင်းကြည့်တဲ့အခါမှာအဓိကထားပြီးကြည့်ရမယ့်ချက်တွေကိုညှောက်ဝေပေးချင်တာဖြစ်ပါတယ်ပထမဆုံးအချက်အနေနဲ့ကတော့ကျွန်တော်တို့ကကိုယ်အရှုံးမြတ်စင်းမှာပေါ့နော်ကျွန်တော်တို့ဖော်ထားတဲ့ sale revenue ပေါ့နော် CD ဝင်ငွေအဖြစ်နဲ့သတ်မှတ်နိုင်တဲ့နော်ကျွန်တော်တို့ဒါအယောင်းတွေဟုတ်ရလားနော်ဒီခါလေးမှာကျွန်တော်တို့ကတကယ်မယောင်းရသေးပဲနဲ့အယောင်းမဖြစ်မြောက်သေးပဲနဲ့အယောင်းဖြစ်နေကျွန်တော်တို့ထိပြထားတာရှိနေသလားနော်ငွေကြူရထားတာနဲ့အယောင်းဖြစ်နေပြထားသလားနော်ပစ္စည်းလည်းမပို့ရသေးပဲနဲ့ကျွန်တော်တို့ကဒါ order တက်ထားတာနဲ့အယောင်းဖြစ်နေပြထားသလားဒါတွေကိုကျွန်တော်တို့ကြည့်ဖို့လိုပါတယ်နော်နောက်တစ်ခုကဟုတ်ပြီကျွန်တော်တို့ sale revenue တွေကတော့ဟုတ်တယ်ကျွန်တော်တို့တကယ်ရောင်းထားတဲ့ဟာတွေကိုကျွန်တော်တို့ပြထားတာဒါပေမဲ့ဒီမှာတော့ကျွန်တော်တို့က sale return တွေနှုတ်ပြီးပြီလားနော်ကျွန်တော်ဒီ sales တွေနဲ့ပတ်သက်ပြီးတော့ပေးရတဲ့ discount allowance တွေနော် short ငွေတွေရောနှုတ်ထားသလားဒါတွေကိုကျွန်တော်တို့တေချာကြည့်ဖို့လိုပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က expand ပေါ့နော်အဲ့တော့ဈေးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကနော် direct cost indirect cost ပေါ့နော် direct cost တွေနဲ့ indirect cost တွေနဲ့နော်ခွဲခွဲခြားခြားတည်တည်ချာချာကျွန်တော်တို့စည်ရင်းတွေဖော်ပြထားရလားနော်အဲ့တော့ direct cost ဆိုတဲ့ကျွန်တော်အရင်စီးဒီထဲမှာ indirect cost တွေပါနေသလား indirect cost တွေမှာ direct cost သဘောတရားရှိတဲ့နော်သုံးစရိတ်တွေပါနေသလားဒါတွေကိုကျွန်တော်တို့ကြည့်ဖို့လိုပါတယ်နော်အဲ့တော့နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်တော့ group profit margin ပါအဲ့တော့ group profit margin ကတော့ကာလတစ်ခုနဲ့တစ်ခုပေါ့နော် monthly ပဲကြည့်ကြည့် quarterly ပဲကြည့်ကြည့် yearly ပဲကြည့်ကြည့်ဒီမှာကျွန်တော်တို့ကနော် sale revenue တွေ COGS တွေ amount absolute amount အဖြစ်ကျွန်တော်တို့ကမတူပေမဲ့ကျွန်တော်ကဘာတော့နော် consistent ဖြစ်ဖို့လိုလေတသမတ်ဖြစ်ဖို့လိုလေဆိုတော့ gross profit margin ကတသမတ်ဖြစ်ဖို့လိုပါတယ်အဲ့တော့အယောင်းနဲ့ COGS ပေါ်မူတည်ပြီးတော့ gross profit amount ကလည်းအပြောင်းလဲရှိနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ consistent ဖြစ်နေဖို့လိုတာပါလဲဆိုတော့ gross profit margin ပါအဲ့တော့ gross profit margin ကကိုယ့်ရဲ့ policy ကိုယ့်ရဲ့ရောင်းစီကိုယ့်ရဲ့အရင်ဒါတွေနဲ့ကျွန်တော်တို့ကဒါအမြဲတမ်းကျွန်တော်တို့ကတသက်မတည်းနော်နီးရတဲ့စိမ်းပေါ့နော်ကာလတစ်ခုနဲ့တစ်ခုအရင်ကြီးမကွာဟပဲနဲ့ဖြစ်နေဖို့လိုပါဒါတွေရောတသက်မတည်းဖြစ်ရလားဒါကိုကျွန်တော်တို့ကြည့်ရပါမယ်နောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ကြိုတင်ခံမှန်းထားတဲ့နော် budget တွေပေါ့ကျွန်တော်တို့ monthly budget တွေ yearly budget တွေရှိရတော့ဒီ budget တွေနဲ့ကျွန်တော်တို့တကယ် actual နော်ဖြစ်နေတာတွေရနေတာတွေနဲ့ကိုဘယ်လောက်ကွာခြားမှုရှိနေတယ်လဲနော်ဘယ်နေရာတွေမှာကွာနေတယ်လဲအဲ့တော့ကွာခြားတယ်ဆိုတဲ့ကိစ္စမှာလည်းပဲကျွန်တော်တို့ကနော်နည်းနည်းကွာလားများများကွာလားကျွန်တော်တို့ကွာခြားမှုအတွက် variant အတွက်သတ်မှတ်ထားတဲ့ပမာဏတစ်ခုဖြစ်လိမ့်ရှိလိမ့်မယ်အဲ့တော့ဒီသတ်မှတ်ထားတဲ့ပမာဏတဲ့ကျော်သွားသလားရော့သွားသလားဒါဆိုလို့ရှိရင်ဒါရင်းနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ reason အကြောင်းပြချက်တွေ explanation ရှင်းလင်းချက်တွေရောဖော်ပြထားရလားဒါတွေကဘာတွေကြောင့်ဖြစ်တာလဲဒါတွေကိုကျွန်တော်တို့ကြည့်ရပါမယ်နောက်တော့ဒီ income statement မှာအရှုံးမြတ်စင်းမှာเนาะကျွန်တော်တို့ကတော့အမြဲတမ်း regular ပါနေကြမဟုတ်တဲ့เนาะရှိနေကြမဟုတ်တဲ့เนาะone time expand တွေပေါ့เนาะ one time income တွေပေါ့တစ်ချိန်တစ်ခါမှသာဖြစ်တဲ့ income တွေ expand တွေဒါတွေရောပါနေလားရှိနေလားတော့ဘယ်လောက်ပမာဏပါနေရလဲဒါတွေရဲ့ impact ကြောင့်ကျွန်တော်ဒီ net profit net earning ကိုဘာတွေပြောင်းလဲတွေဖြစ်စေတယ်လဲဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိစေတယ်လဲဒါတွေကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြည့်ချင်းအပြင်ကျွန်တော်တို့ဒါ income statement ရဲ့အတိအကျမှန်ကန်မှုနဲ့เนาะကျွန်တော်တို့ဒါ reliable ဖြစ်မှုကိုကျွန်တော်တို့ဒါအများကြီးကျွန်တော်အထောက်အကူပေးမှာဖြစ်ပါတယ်အဲ့တော့ကိုယ်တိုင်နဲ့လုပ်ငန်းရဲ့အခြေအနေကိုပြပြဟိုနားလဲတယ်လို့ဒီစေးကနေဆွဲထားတဲ့เนาะအရှုံးမြတ်စင်းတွေရဲ့เนาะquality ဘိုင်းကိုလည်းကျွန်တော်တို့ဘာဖြစ်မလဲဆိုလို့ရှိရင်အထောက်ပံ့နေရစေပါတယ်เนาะအဲ့တော့ဒီလုပ်ငန်းရှင်တွေအနေနဲ့ဒီလိုမျိုးတွေကြည့်နိုင်ရင်ဒီလိုမျိုးတွေကြည့်တတ်ရင်ကျွန်တော်တို့လုပ်ငန်းအတွက်ကောလုပ်ငန်းရှင်ကိုယ်တိုင်အတွက်ရောအကျိုးရှိပါတယ်အဲ့တော့စင်းကိုင်းတွေကိုလည်းပြန်ပြီးတော့ကျွန်တော်တို့ဒါ check and balance လုပ်လို့ရတဲ့အနေအထားမျိုးတွေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံး finance မှာအထက်မတွေ့ကြပါစေနဲ့ bye bye